အဲ့တော့ဆရာတို့အခန်း3ကိုရောက်ပြီးဖြစ်တယ်အဲ့တော့အခန်း3မှာနေရာပြစကားလုံးတွေပေါ့နော်အဲ့တော့ကိုဆိုကိုအာဆိုကိုတော့ရှေ့မှာတော့ကကိုရဲ့လက်ထဲမှာကိုဂျီရာဆိုဂျီရာအာဂျီရာဆိုတဲ့ပုံစံနဲ့သဘောတရားတူတယ်အဲ့တော့ကိုဆိုတော့ဒီနေရာပေါ့နော်အဲ့တော့ဒီနေရာဆိုတာကိုရဲ့နေရာကိုရှိတဲ့နေရာကိုပြောညွှန်ပြတာဖြစ်တယ်ဆိုကိုဆိုရင်တော့သူများရှိတဲ့နေရာသူများဘက်ကိုညွှန်ပြတာဖြစ်တယ်အာဆိုကိုဆိုရင်တော့ဟိုအဝေးကနေရာဆိုပြီးတော့ညွှန်ပြတာဖြစ်တယ်ကိုကိုဝါခေယောရှိစုですကိုကိုဝါခေယောရှိစုတယ်အဲ့တော့ကိုကိုဝါဆိုတော့ဒီနေရာဒီအဲ့တော့ဒီနေရာဒီဆိုကြတဲ့ဒီနေရာကိုပေါ့နော်ကိုရှိတဲ့နေရာဒီနေရာဆိုတဲ့နေရာကိုဖော်ပြတာဖြစ်တယ်ညွှန်းဆိုတာဖြစ်တယ်ဆိုကိုဝါတိုးရတဲ့တိုးရတဲ့ဆိုကြတဲ့ကနော်သူများရှိတဲ့ဖက်ပေါ့နော်သူများရှိတဲ့ဖက်သူများရဲ့ဖက်ရှမ်းဖက်ကနေရာကိုညွှန်ပြတာဖြစ်တယ်အာဆိုကိုဝါခိုင်ဂီရှိစုですဟိုနေရာကအစည်းအဝေးခန်းဖြစ်တယ်အဲ့တော့ကိုကိုဝါဆိုကိုဝါအာဆိုကိုဝါဆိုတဲ့ပုံစံနဲ့တွားမယ်ဖြစ်တယ်အဲ့တော့ကိုကိုကပြောရင်းですကိုကိုကပြောရင်းですဒီနေရာဒီစေယုံဖြစ်သည်ဆိုကိုကဒိုင်ဂါခုですဆိုကိုကဒိုင်ဂါခုですအဲ့နေရာဒီတက္ကသိုလ်ဖြစ်သည်အာဆိုကိုကဂျီမူရှော့ですအာဆိုကိုကဂျီမူရှော့ですဟိုနေရာဒီအစီယုံခန်းဖြစ်သည်ဆိုကိုကရှော့ခုဒိုですဆိုကိုကရှော့ခုဒိုですအဲ့နေရာဒီတပင်စာဆောင်ဖြစ်သည်အာဆိုကိုကဂင်ကိုですအာဆိုကိုကဂင်ကိုですဟိုနေရာဒီဘန်ဖြစ်သည်ကိုကိုကဟေယာですကိုကိုကဟေယာですကိုကိုကဟေယာですဒီနေရာဒီအခန်းဖြစ်သည်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ကဘတ်ရှော့နေရာမိုနိုဆိုတဲ့ပစ္စည်းဟီတိုဆိုတဲ့လူဝကိုကိုဆိုကိုအာဆိုကိုဒက်ဆိုတဲ့ပုံစံနဲ့ပြောမယ်မေးမယ်ဆိုရင်တော့ဒိုကိုဒက်စကာနဲ့မေးမယ်ဟုတ်ပြီနော်သေချာပြန်ကြည့်မယ်ဘတ်ရှော့ဆိုတဲ့နေရာမိုနိုဆိုတဲ့ပစ္စည်းဟီတိုဆိုတဲ့လူဝကိုကိုဆိုကိုအာဆိုကိုဒက်ဆိုပြီးတော့သုံးမယ်ဟုတ်ပြီနော်ကိုကိုသုံးလို့ရတယ်ဆိုကိုသုံးလို့ရတယ်အာဆိုကိုဒက်ဆိုပြီးသုံးလို့ရတယ်သို့မဟုတ်ရင်လည်းဒိုကိုဒက်စကာနဲ့မေးလို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ပစ္စည်းတွေနေရာတွေဟုတ်ပြီဒီမှာဆိုရင်နေရာဖြစ်တဲ့တိုးကြီးတဲ့ဝဒိုကိုဒက်စကာတိုးကြီးတဲ့ဝဒိုကိုဒက်စကာအဲ့တော့ဆရာကဗာနဲ့မေးမလဲနေရာဖြစ်တဲ့တိုးကြီးလဲဝဆိုပြီးတော့နောက်ကဒိုကိုဒက်စကာနဲ့မေးထားတာဖြစ်တယ်အဲ့တော့ပြန်ဖြေတဲ့အခါမှာဟုတ်လားနေရာကိုထည့်မယ်တိုးကြီးတဲ့ဝဆိုပြီးတော့သူရဲ့တိုးကြီးတဲ့ဝဟုတ်ပြီအဲ့တော့တိုးကြီးတဲ့ဝဒီမှာနော်ကိုကိုဆိုလဲကိုကိုဆိုကိုဆိုလဲဆိုကိုအာဆိုကိုဆိုလဲအာဆိုကိုတုံထားတယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာအာဆိုကိုဒက်အဲ့တော့တိုးကြီးလက်ဆိုတဲ့နေရာကိုဂွေးစာဂွေးမိန်နဲ့ထည့်ထားတာကအပေါ်ကတိုးကြီးလက်ဆိုတဲ့ဟာကိုသူကနေပြီးတော့မေးထားတာဖြစ်တဲ့အတွက်ကြောင့်ကိုကတိုးကြီးလက်ဝဆိုပြီးတော့တကူးတကားမပြောရင်လည်းရတယ်ဒါပေမဲ့သဘောတရားကိုသိအောင်အတွက်ဂွေးစာဂွေးမိန်နဲ့ထည့်ထားတာဖြစ်တယ်အဲ့တော့တိုးကြီးလက်ဝဒိုကိုဒက်စကအာဆိုကိုဒက်ဟုတ်ပြီနော်တန်စင်ကန်းဒီဘက်မှာလည်းဟိုဘက်မှာဆိုပြီးတော့ပြောလို့လည်းရတယ်အဲ့တော့နော်မိုနိုဖြစ်တဲ့ပစ္စည်းတွေဆိုရင်လို့ရှိရင်လည်းဆရာတို့ကဒီမှာပစ္စည်းဖြစ်တဲ့တဲဘီ TV ဟုတ်လားတဲဘီဝဒိုကိုဒက်စက TV ဒီဘက်မှာလည်းအာဆိုကိုဒက်ဟိုဘက်မှာဖြစ်ပါသည်ဟိုမှာဖြစ်ပါသည်အဲ့တော့လူဖြစ်တဲ့ဟီတိုလူဖြစ်တဲ့မီလာဆန်ဝဒိုကိုဒက်စကမီလာဆန်ဟာဘက်မှာလည်းအာဆိုကိုဒက်ဟိုဘက်မှာဖြစ်ပါသည်အဲ့တော့နေရာတွေပစ္စည်းတွေလူတွေကိုဆရာတို့ကနေရာပြဘယ်မှာရှိတာလဲဟိုမှာရှိပါသည်ဒီမှာရှိပါသည်ဟိုဘက်မှာရှိပါသည်ဆိုပြီးတော့ပြောလို့ရတာဖြစ်တယ်အဲ့တော့မိုနိုဟီတိုကဘာရှော့ဒက်ဆိုတဲ့ပုံစံမျိုးဆိုသွားမယ်အဲ့တော့မိုနိုဆိုတာပစ္စည်းဟီတိုဆိုတာလူအဲ့တော့ဒီမိုနိုတို့ဟီတိုတို့ပစ္စည်းတွေလူတွေဆိုတာနောင်နေပဲဟုတ်လားနောင်နေပဲဖြစ်တယ်ဘာရှော့ဆိုတာနေရာဆိုတာလည်းနောင်ပဲဟုတ်တယ်မလားအဲ့တော့ဒီနောင်ကနောင်ဒက်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပစ္စည်းတွေလူတွေနေရာတွေဟုတ်ပြီနော်အဲ့တော့လူဖြစ်တဲ့ဆန်ဆယ်ဟုတ်လားဆန်ဆယ်ဆိုတာလူအဲ့တော့ဟီတိုဝအဲ့တော့ဖြစ်တဲ့ကြောင့်ဟီတိုဝဖြစ်တဲ့ကြောင့်ဆန်ဆယ်ဝအဲ့တော့နေရာပေါ့နော်နေရာဖြစ်တဲ့ကြောင့်ဒိုကိုဒက်စကဆရာဒီဘမှာလဲဟုတ်နော်ဆရာဒီဘမှာလဲဆိုတော့ရှခုဒိုဒက်တပင်းစားဆောင်မှာဖြစ်ပါသည်အဲ့တော့ဝက်ကြအပြည့်စုံဆိုလို့ရှိရင်တော့ဆန်ဆယ်ဝရှခုဒိုဒက်ဆန်ဆယ်ဝရှခုဒိုဒက်ဆိုပြီးတော့ဖြစ်မှာဖြစ်တယ်အဲ့တော့ပစ္စည်းဖြစ်တဲ့ကာမရာဟုတ်လားကာမရာဝဒိုကိုဒက်စကကာမရာဝဒိုကိုဒက်စကအဲ့တော့နီကိုင်ဒက်နှစ်ထပ်မှာဖြစ်ပါသည်အဲ့တော့ဝက်ကြအပြည့်စုံဆိုရင်တော့ကာမရာဝနီကိုင်ဒက်ဆိုတဲ့ပုံစံမျိုးဖြစ်မယ်အဲ့တော့အထက်အရေးအတွက်တွေကိုရေးတွက်တဲ့နည်းကိုဆက်ပြီးတော့လေ့လာမယ်အဲ့တော့တစ်ထပ်ဆိုလို့ရှိရင်တော့1ကိုင်2ကိုင်3ကိုင်အဲ့တော့3ထပ်ဆိုတဲ့အခါမှာနှစ်ခုပြောလို့ရတယ်3ကိုင်လို့လည်းပြောလို့ရတယ်3ကိုင်လို့လည်းပြောလို့ရတယ်4ကိုင်5ကိုင်6ကိုင်7ကိုင်8ကိုင်8ကိုင်လို့ပြောလို့ရမယ်9ကိုင်10ကိုင်ဟုတ်ပြီနော်အဲ့တော့အထက်ဘယ်နှစ်ထပ်လဲဆိုရင်တော့何回ですかတော့မဟုတ်လဲ何回ですかအဲ့တော့ခုစုဝဒုကိုခုစုဝဒုကိုですかအဲ့တော့ခုစုဝဒုကိုဆိုတဲ့ဒုကိုですかဆိုပြီးတော့လည်းမေးလို့ရသလိုမျိုး何回ですかလို့လည်းမေးလို့ရတယ်အဲ့တော့ဖနက်ဒီဗမာလဲတော့မဟုတ်လဲဖနက်ဒီဘယ်နှလွှာမှာလဲဥပမာကိုကကုံတိုက်တစ်ခုရောက်သွားတယ်ကုံတိုက်မှာအလွှာတွေအများကြီးရှိမယ်နော်ပထမတစ်ထပ်မှာကအဝိအစာတွေဒုတိယတစ်ထပ်မှာကနော်
အိမ်ထောင်ပရိဘောဂတွေတတိယထပ်မှာဖက်နက်တွေစသည်ဖြစ်ပေါ့နော်အဲ့တော့ကွာဘယ်ထက်မှာရှိလဲဆိုတာဘယ်မှာလဲလို့သိချင်တာဖြစ်တဲ့အတွက်ကြောင့်ဒိုကိုဒက်စကာနဲ့မေးလို့လည်းရသလိုမျိုးဘယ်နှစ်ထပ်မှာရှိတာလဲဆိုပြီးတော့နန်ကိုင်ဒက်စကာလို့လည်းမေးလို့လည်းရတယ်အဲ့တော့ခုဆူဟာအိကိုင်ဒက်ဖက်နက်ဒီပထမထပ်မှာဖြစ်ပါသည်တစ်ထပ်မှာဖြစ်ပါသည်အဲ့တော့ဆရာတို့ကထပ်ပြီးတော့မြေအောက်ထပ်ကိုဆက်ပြီးတော့လေ့လာမယ်အဲ့တော့ဒီမြေအောက်ထပ်ကကြလို့ရှိရင် B1 B2 B3 စသည်ဖြင့်ရှိရတယ်ပေါ့နော်အဲ့တော့จิกาမြေအောက်ထက်ဟုတ်လားจิกาဆိုတော့မြေအောက်ထက်ဆိုတော့จิกาကိုရှေ့ကမြေအောက်ထက်ကိုရှေ့ရထားမယ်အဲ့တော့จิกาအိကိုင်မြေအောက်တစ်ထက်จิกาနိကိုင်မြေအောက်နှစ်ထက်จิกาဆန်ဂိုင်မြေအောက်သုံးထက်အဲ့တော့ဂိုင်ပေါ့နော်သုံးထက်ဆိုရင်တော့ဆန်ဂိုင်နဲ့သုံးတာများတာဖြစ်တယ်ဟုတ်ပြီနော်ဒါကတော့အထက်အလွှာအရေးအတွက်တွေဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ဆရာတို့ကဗာလဲခုစုဝတ်တို့ကိုနန်ကိုင်လက်စကလို့ပြောထားတယ်ခုစုပေါ့နော်ဖက်နက်ကိုနော်ဖက်နက်ခုစုဆိုတော့ဖက်နက်အဲ့တော့ဖက်နက်ကဘာမှလဲဆိုတော့ခုစုဝအိကိုင်ဖက်နက်ဒီပထမထပ်မှာဖြစ်သည်ဆိုတော့ဒီမှာ F1F ဆိုတော့ပထမထပ်မှာဖက်နက်ရှိတယ်ဟုတ်လားအဲ့ဆိုလို့ရှိရင်ဒန်ဝဆိုတော့ဖုံးကဘယ်နှထပ်မှာလဲဖုံးကဒီမှာနှစ်လွှာမှာဆိုတော့ဒီမှာ 2F ဆိုတော့နီကိုင်ဟုတ်လားအဲ့တိုးကြီးလဲဝါဒိုကိုဒက်စကာတိုးကြီးလဲဝါနန်ကိုင်ဒက်စကာတိုးကြီးလဲကိုဘယ်မှာရှိမှာလဲတိုးကြီးလဲက B1 ဆိုတော့မြေအောက်တစ်ထပ်မှာရှိတယ်မြေအောက်တစ်ထပ်မှာရှိတဲ့ကြောင့်နော်ဗာလဲจิกาအိကိုင်ဟုတ်နော်နက်ခုတိုင်ဆိုလို့ရှိရင်နော်မဲပြောကွာ sorry နက်ခုတိုင်ကဘယ်နှလွှာမှာလဲပထမတစ်ထပ်မှာရှိတယ်နက်ခုတိုင်ဝအိကိုင်ဒက်ဟုတ်လားနက်ခုတိုင်ဝအိကိုင်ဒက်နောက်တစ်ခုကတော့နောက်တစ်ယောက်က Y ကိုလိုချင်တယ်အဲ့တော့ Y က3လွှာမှာရှိတယ်ဆိုတော့ဆန်ဂိုင်ဟုတ်လားY ဝဆန်ဂိုင်ဒက်ဟုတ်ပြီနော်ခါဘန်ဆိုတော့8ခါဘန်8ကိုလိုချင်တယ်ခါဘန်8ကိုလိုချင်တယ်8ကဘယ်မှာလဲတစ်လွှာမှာရှိတယ်ခါဘန်ဝအိကိုင်ဒက်ဟုတ်ပြီနော်ကာမေရာဘယ်လွှာမှာလဲနှစ်လွှာမှာကာမေရာဝနီကိုင်ဒက်ရှောကူဒိုထမင်းစားဆောင်ဟုတ်လားထမင်းစားဆောင်ဒီမှာနော်ရှောကူဒိုကဆမ်ဂိုင်ဒက်သုံးလွှာမှာဖြစ်ပါသည်ကိုဟီကော်ဖီတောက်မယ်ကိုဟီကသုံးလွှာမှာပဲကိုဟီဝဆမ်ဂိုင်ဒက်ဆိုပြီးတော့သုံးလွှာမှာဖြစ်ပါသည်အဲ့တော့အလွှာအရေးအတွက်တွေရပြီပေါ့နော်လွှာအရေးအတွက်တွေရပြီဆိုလို့ရှိရင်တော့ထပ်ပြီးတော့မှဆရာတို့ကဆက်ပြီးတော့စောတော့ကဗာလဲဒီနော်ခိုဆိုကိုအာဆိုကိုဒိုကိုဆိုတာနဲ့ဆရာတို့ကသုံးခဲ့တယ်အခုထပ်ပြီးတော့မှခိုဂျီရာဆိုဂျီရာအာဂျီအဲ့တော့လွယ်လေးပဲတိတ်မခက်ဘူးရှေ့ကခိုဆိုကိုအာဆိုကိုဒိုကိုဆိုတဲ့နေရာမှာခိုဂျီရာဆိုဂျီရာအာဂျီရာဒိုဂျီရာကိုထည့်လိုက်ရုံနဲ့အဖြေရပြီဖြစ်တယ်အဲ့ဆိုလို့ရှိရင်ဒီမှာဆိုရင်တိုးရီတဲ့ဟုတ်လားအော်တေအားရာကြီးလို့ဒီမှာဆိုဆရာကွေးဆောင်ကင်းနဲ့ပြောထားတာကဒီအော်တေအားရာကြီးပေါ့နော်ဂျပန်လိုဆိုရင်တော့အော်တေအားရာကြီးသို့မဟုတ်အင်္ဂလိပ်လိုထားရဲဆိုရင်တော့တိုးရီတဲ့အဲ့တော့တိုးရီတဲ့ဝါဒိုဂျီရာဒက်စကာလို့မေးထားတယ်တိုးရီတဲ့ဝါဒိုဂျီရာဒက်စကာတိုင်းလဲဒီဘယ်ဖက်မှာလဲဆိုတော့အဲ့တော့သူကဒိုဂျီရာဒက်စကာနဲ့မေးတယ်အဲ့တော့မေးတဲ့လူကဒိုဂျီရာဒက်စကာနဲ့မေးတယ်ဆိုလို့ရှိရင်ဖြေတဲ့လူကခိုဂျီရာဆိုဂျီရာအာဂျီရာနဲ့ပြန်ပြီးဖြေရမယ်ဟုတ်လားမေးတဲ့လူကလည်းရင်ချင်းမေးတာဖြစ်တော့ကြောင့်ကိုကပြန်ဖြေတယ်ဆိုရင်ဆိုဂျီရာဒက်လို့ပြန်ဖြေတာမျိုးပေါ့နော်အဲ့တော့ဒိုဂျီရာဒက်စကာဆိုဂျီရာဒက်ဒါလေးကိုအသေးချာလေးမှတ်ထားမယ်နော်ဒိုဂျီရာဒက်စကာဆိုဂျီရာဒက်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ထပ်ပြီးတော့ဂျီမူရှောဝါဒိုဂျီရာဒက်စကာဥချီဝါဒိုဂျီရာဒက်စကာအော်တေအာရာယီဝါဒိုဂျီရာဒက်စကာအော်တေအာရာယီဝါဒိုဂျီရာဒက်စကာエレベーターはどちらですか先生はどちらですか皆さんはどちらですかエスカレーターはどちらですか階段はどちらですか階段はどちらですかဟုတ်ပြီနော်ထပ်ပြီးတော့မှခုနီနိုင်ငံခိုင်းရှာကြောင်းဂါကိုနော်ခိုင်းရှာကုမ္ပဏီဂါကိုကြောင်းဝကွက်လက် desk ဆိုတဲ့ပုံစံဖြစ်တယ်ပေါ့နော်အဲ့တော့ကွက်လက်ဆိုတာကမေးခွန်းကိုမေးတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ထားပါတော့ဆရာတို့ကမြန်မာဆိုတဲ့ကြောင့်ခုနီဝမြန်မာ desk နိုင်ငံသည်မြန်မာဖြစ်ပါသည်ခိုင်းရှာဝ IMC ပေါ့နော် IMC ထားပါလဲနော် IMC desk ဆိုတာမျိုးဂါကိုဝဂါကိုကထားပါတော့ကိုအကြောင်းကဘယ်ရလဲဥမာဂါကိုကကွက်လက်အဲ့နေရာမှာကြောင်းနာမည်ကိုထည့်ရင်ပြောလို့ရပြီပေါ့နော်အဲ့တော့ဒီမှာယဉ်ကျေးမှုအနေနဲ့ဟုတ်လားယဉ်ကျေးမှုအနေနဲ့ဒီမှာခုနီဆိုတာနိုင်ငံမှာအော်ခုနီလို့သုံးထားတယ်အော်ခုနီဝဒိုဂျီရာဒက်စကာအဲ့တော့ဒိုဂျီရာဒက်စကာကမေးတာကဘယ်နိုင်ငံကလဲလို့မေးတာဖြစ်တယ်ဘယ်နိုင်ငံကလာတာလဲဘယ်နိုင်ငံကလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့အော်ခုနီဝဒိုဂျီရာဒက်စကာဆိုတော့ Thai des ဟုတ်နော်
ဒီမှာခိုင်းရှာဝါတို့ကြည့်ရတဲ့စကားခိုင်းရှာဝါကိုတို့ကြည့်ရတဲ့စကားဘယ်ကုမ္ပဏီကလဲဘယ်ကုမ္ပဏီကလာတာပါလဲအဲ့တော့ Toyota Toyota ကဖြစ်ပါတယ် Toyota ကလာတာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဒါကကိုတို့ကြည့်ရတဲ့စကားဒါကကိုတို့ကြည့်ရတဲ့စကားဘယ်တက္ကသိုလ်ကလာတာပါလဲဘယ်တက္ကသိုလ်ကပါလဲ Sakura Daigaku desu Sakura Daigaku desu Sakura တက္ကသိုလ်ကဖြစ်ပါတယ်ဟုတ်ပြီနော်ထပ်ပြီးတော့မှ noun ကKokumei ဆိုတာနိုင်ငံအမည်ခိုင်းရှာမေဆိုတာကုမ္ပဏီအမည်Gakkomeiဆိုတာကကျောင်းအမည်ပေါ့နော် no noun desu ဆိုတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ noun ကဆိုတဲ့လားနော် noun ကပေါ့နော်ဟုတ်ပြီကြည့်အောင်これはどこの時計ですかこれはどこの時計ですかအဲ့ဒီနေရာမှာどこの時計どこの時計ですかလို့မေးထားတယ်အဲ့တော့ဒီမှာこれはイタリアの時計ですイタリアの時計ですအဲ့တော့イタリアဆိုတာဗာလဲနိုင်ငံအမည်ဟုတ်လားနိုင်ငံအမည်の時計ဆိုတော့イタリアဒီဟာဒီအီတလီမှာထုတ်လုပ်တဲ့အီတလီကထုတ်လုပ်တဲ့နိုင်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်အီတလီကနေပြီးတော့ထုတ်လုပ်တဲ့အီတလီမှာနော်ဒီဝယ်တဲ့နော်နိုင်ငံနိုင်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့မေးတဲ့အခါမှာこれはどこのနဲ့မေးမယ်どこの時計ですかどこの時計ですかこれはイタリアの時計ですအဲ့တော့これはどこのカバンですかこれはどこのカバンですかအဲ့ဒီဟာဒီဘယ်နိုင်ငံဘယ်နေရာဘယ်နိုင်ငံကအိတ်ဖြစ်တာလဲဆိုတော့日本のカバンです日本のカバンですအဲ့ဂျပန်နိုင်ငံကထုတ်တဲ့အိတ်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့これはどこのコーヒーですかこれはどこのコーヒーですかဒီဟာဒီဘယ်နိုင်ငံရဘယ်နေရာကကော်ဖီဖြစ်ပါလဲဘယ်ကထုတ်တဲ့ကော်ဖီတာလဲအဲ့တော့ဘရာဇီးနိုဒက်စ်ဘရာဇီးနိုဒက်စ်အဲ့တော့ဒီညမှာဖြေပုံဖြေနည်းက2မျိုးဖြေလို့ရတယ်အဲ့တော့ဘရာဇီးနိုအဲ့တော့အပေါ်ကဒိုကိုနိုကိုဟီဆိုတာသူကမေးထားပြီးသားကိုဟီဆိုတာမေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်တော့ဒီမှာဆိုရင်လည်းအဓိကဝဲကြသဘောတရားကိုသိအောင်တယ်ဒီမှာဆိုရင်လည်းတိုခဲဆိုတာသူကမေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီးတော့မှတိုခဲ des carbon des ဆိုတာမျိုးเนาะပြောရမှာစကားကရှည်နေတယ်ဆိုလို့ရှိရင်เนาะအဲ့ဒီ noun ကိုဖြုတ်ပြီးတော့ပြောလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ဘရာဇီးနိုဒက်စ်ဘရာဇီးရဲ့ coffee ဖြစ်ပါတယ်အဲ့တော့နောက်မှာ coffee ဆိုတဲ့ဟာသူ့လိုပါပြီးသားဆိုတာအပေါ်ရှေ့မှာမေးခွန်းမှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်เนาะထပ်ပြီးတော့မပြောရင်လည်းရတယ်အဲ့ဒါပေမဲ့သူကမေးပုံဖြေပုံဖြေနည်းက2မျိုးရှိတယ်ဘရာဇီးနိုဒက်စ်လို့လည်းဖြေလို့ရတယ်လို့မျိုးဘရာဇီးနိုကိုဟီဒက်ဆိုပြီးတော့ပြန်လဲဖြေလို့လည်းရတယ်ဟုတ်ပြီနော်ထပ်ပြီးတော့မှနော်ဝါイクラですかပေါ့နော်イクラですかဆိုတာကတော့ဘယ်လောက်လဲငွေပမာဏအောင်မေးတာဖြစ်တယ်အဲ့တော့ဒီမှာရှေ့ကနောင်လာမယ်ပေါ့နော်နောင်လာမယ်အဲ့တော့ဆရာတို့ကညှိုးဆိုမှုတွေခွန်နိုဆိုနိုဟွန်ပေါ့နော်ခွန်နိုဆိုနိုအာနိုဆိုတဲ့နော်ညှိုးဆိုမှုတွေနဲ့ဆရာတို့ကထည့်ပြီးတော့ပြောထားတယ်အဲ့တော့ခွန်နိုဟွန်ဝဒီစာအုပ်ဒီイクラですかဒီစာအုပ်ဟာဘယ်လောက်လဲအဲ့တော့ဒီမှာဆိုရင်560です560円ですเนาะ560ရန်ဖြစ်ပါသည်ပေါ့နော်အဲ့တော့いくらですかအဲ့တော့この本はいくらですかကျွန်တော်မေးလို့ရပြီဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကဒီအခန်း3မှာပါမယ် grammar pattern လေးเนาะဖြစ်ပါတယ်အဲ့တော့ဒီ grammar pattern လေးတွေကိုသေချာလေးနှုတ်မှတ်ပေးထားပါနှုတ်မှတ်ပြီးသေချာလေးကြည့်ပေးထားပါပေါ့နော်ဟုတ်ပြီနောက်ထပ်ဗီဒီယိုမှာ textbook ကိုဆက်ပြီးတော့လေ့လာမှာဖြစ်တယ်はい皆さんお疲れ様でしたありがとうございました。